ရင်းကကြိုက်ထီးကိုရထားနဲ့သွားရင်ဘူရာကနေတောင်ချီကိုတန်းသွားပြီမယ်ဒီတစ်ခေါက်မှာတော့ကြိုက်ထုံမျိုးတွေကလေပတ်စရာနေရာလေးကိုအရင်ဝင်ခဲ့ပါတယ်ကြိုက်ထုံဘူရာရောက်တာနဲ့3ဘင်းငှားပြီးတော့ကြိုက်ထုံစည်းနဲ့ကြရက်ချောင်းဘက်ကိုရင်မောင်းခိုင်းခဲ့ပါတယ်ဒူရင်းသီးကိုပါဘူးကြရက်ချောင်းဟုတ်ဈေးထဲမှာတော့ဒေသွားထွက်မှုတ်တွေနဲ့တီးနှံတွေဝယ်လို့ရတာမလို့ကျွန်တော်ကတော့ဒူရင်းသီးဝယ်စားခဲ့ပါတယ်အားရကောင်းနော်ခွဲထားပြီးသားဆိုတော့ရောင်းခတ်တယ်နော်။အော်ထိတ်လေးပဲဟာဘူး။အော်အတော်ရောင်းခတ်တယ်တော်တော်မသိဘူးလို့။ပြီးတော့တောင်ကျင်းနဲ့လည်းတော်တော်လေးနီးတဲ့ကြရက်ချောင်းကိုသွားခဲ့ပါတယ်။ဒီနေရာလေးကတော်တော်လေးတာယာပြီးတော့စမ်းရည်အေးအေးလေးတွေနဲ့စမ်းရည်ထဲမှာရေကူးလို့လည်းအရန်ကောင်းပါလေ။တောင်ပေါ်မတက်ခင်ဒီနေရာလေးကိုအရင်ဝင်လိုက်တာဟာဒီခီးတစ်ခုလုံးပို့ပြီးတော့အတိတ်ပဲရှိသွားစေပါတယ်။ကဲတောင်ပေါ်ရောက်ပါပြီအခုကတော့ကြိုက်ထီးကိုတောင်ပေါ်ရောက်ပါပြီမိုးတွေရမ်းရွာနေလို့ခဏနေမှတက်ပါမယ်ဒီမိုးရသည်ကြိုက်ထီးကိုသွားတာဟာလူနေပြီးအေးချမ်းရှိပါတယ်ကြိုက်ထီးကိုဖျားကြောင်းကြိုက်ထီးကိုဖျားကြောင်းတည်လာမယ်ဟမ်ကြိုက်ထီးကိုဖျားကြောင်းတည်လာဈေးဆိုင်နေနေပေမဲ့လည်းလိုအပ်တာတွေတော့ဝယ်လို့ရတဲ့ဆိုင်လေးတွေရှိပါတယ်။ဖေဖူးကတော့အတင်းတင်းရှိပြီးတော့ညဘက်ဆိုရင်မြူတွေနဲ့ဒေတာအားတိုက်ပါတယ်။စားစားစီနော်။ဖျားစီဒီလိုက်ပို့ပြီနော်။မနက်စောစောဖေကိုဆွမ်းတော်ကပ်ပြီးအမြောက်ဝေခဲ့ပါတယ်။အပြန်လဲရထားနဲ့ပြန်ပြီးတော့အပြန်ရထားပေါ်မှာဖတ်တမင်းနဲ့ဘုတ်တွေဝယ်စားခဲ့ပါတယ်။ဒီတစ်ခေါက်ကြိုက်ထီးကိုခီးလေးကတော့တကယ်ကိုအမတ်တရနဲ့ကောင်းကောင်းမွန်မွန်ပြီးဆုံးခဲ့ပါတယ်။